ဒီတထေးကြီးဟာပြင်းထန်တဲ့အစားအသောက်ရွေးချယ်မှုဝေဒနာကိုခံစားနေရပြီးသူ့အတွက်တီးတန့်ဟင်းချက်ပေးမဲ့သူကိုဒေါ်လာတန်း100ပေးမယ်လို့ကမ်းလှမ်းထားပါတယ်။သူရှိကစတိတ်မဲသားဟာကဘာကျော်စဖို့မူကြီးချက်ထားတာဖြစ်ပေမဲ့တထေးကြီးကတလုတ်စားကြည့်ုံနဲ့ပြန်အန်ထုတ်လိုက်ပြီးဒီအသားဟာရေမြောင်းထဲကအမိုက်လိုပဲလို့ညီးတွေပါတော့တယ်။စပွဲထိုးတွေကတထေးကြီးစိတ်ဆိုးမှကြောက်လို့ဟင်းပွဲတွေတစ်ခုပြီးတစ်ခုလာချပေးပေမဲ့ဘယ်ဟင်းတစ်ခွက်ကမှသူ့ကိုစိတ်ကျေနပ်အောင်မစွမ်းဆောင်နိုင်ပါဘူး။ဟင်းပွဲပေါင်း10ကနန်းကျော်ကိုမြည်စမ်းပြီးတဲ့နောက်တထေးကြီးဟာအရန်ကိုစိတ်ပြတ်သွားပြီးအခန်းထဲပြန်ကခောက်ဆွဲချောက်ကိုယ်တိုင်ပြုတ်စားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူခောက်ဆွဲပြုတ်ပုံကလည်းအရန်ကိုထူးခြားပါတယ်။အရင်ဆုံးရေ650မီလီလီတာကိုအပူချိန်100ဒီဂရီအထိစူအောင်တီးပြီးခောက်ဆွဲသားနူးညံ့သွားအောင်ပြုတ်ပါတယ်။ပြီးရင်တော့အသားကိုကြစ်လစ်သွားအောင်ရေခဲရည်နဲ့ပြန်ဆေးပါတယ်။နှမ်းစီ1မီလီဂရမ်ထက်တေးသေးချာချာမှွေပြီးတဲ့နောက်ရေနွေးပြန်လောင်းက3မိနစ်တိတိစောင့်ပါတယ်။တစ်စက္ကန့်လေးတောင်အမှားမခံပါဘူး။တထေးကြီးကဒီပြီးပြည့်စုံတဲ့ခောက်ဆွဲကိုစားမဲ့အချိန်မှာပဲတကားအပြင်ဘက်ကအတန်တစ်ခုကြောင့်အာယုံပြန့်သွားပါတယ်။အဲ့ဒီအတွက်ကြောင့်ခောက်ဆွဲဆောင်ဆိုင်ချိန်ကြာသွားပြီးစားခြင်းစိတ်လည်းပျောက်သွားပါတော့တယ်။ဒါနဲ့သူဟာစားတောက်ခန်းကိုတစ်ခေါက်ပြန်သွားပေမဲ့ဘသူကမှသူ့ကိုကျေနပ်စေမဲ့ဟင်းမျိုးမချက်နိုင်ကြတော့ပါဘူး။အဲ့ဒီအချိန်မှာပဲတင်နန်းသားလေးတယောက်ကိုမန်နေဂျာကတတိထားမိသွားပါတယ်။မန်နေဂျာကအဲ့ဒီတင်နန်းသားကိုတထေးကြီးစိတ်တိုင်းကြမဲ့ဟင်းတစ်ခွက်ချက်ဖို့ခိုင်းလိုက်ပါတယ်။ဘေးကစဖိုးမူကြီးကတော့တင်နန်းသားလေးကိုလှောင်ပြောင်ပြီးစတိတ်အမဲသားတောင်ကောင်းကောင်းမချက်တတ်ဘူးလို့ပြောပေမဲ့မန်နေဂျာကတော့သူ့ကိုယုံကြည်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နှစ်နာရီကြာလို့တထေးကြီးပြန်တော့မဲ့အချိန်မှာပဲတင်နန်းသားလေးရဲ့ဟင်းပွဲဟာတထေးကြီးအခန်းရှိကိုရောက်လာပါတယ်။တထေးကြီးဟာထူးခြားတဲ့အနံ့တစ်ခုကြောင့်ချက်ချင်းပဲဆွဲဆောင်ခံလိုက်ရပါတယ်။ဒါဟာခောက်ဆွဲရှည်ဖြစ်ပေမဲ့တခြားဟာတွေနဲ့မတူပဲအနံ့ကအယမ်းမွေးနေတာပါ။မန်နေဂျာမီးဖို့ကြောင့်လည်းပြန်ဝင်လာတဲ့အခါတင်နန်းသားလေးကတထေးကြီးစိတ်တိုင်းကြရဲ့လားဆိုတာကိုအယမ်းသိချင်နေပါတယ်။အဲ့ဒီအချိန်မှာပဲပကံပြားကအကုန်ပြောင်တလင်းခနေတာကိုသူမတွေ့လိုက်ရပါတယ်။အစပိုင်းမှာတော့တထေးကြီးကသူမချက်တဲ့ဟင်းကိုအမိုက်ပုံနဲ့လွှင့်ပစ်လိုက်တယ်လို့ထင်ခဲ့တာပါ။ဒါပေမဲ့တကယ်တမ်းမှာတော့တထေးကြီးဟာဒီဟင်းကိုအယမ်းကြိုက်သွားလို့ပကံအောက်ခြေထိရှာနဲ့ရက်ပြီးစားခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဒီတင်နန်းသားလေးဟာတထေးကြီးစီမှာတစ်နှစ်ကိုဒေါ်လာတန်း100နဲ့တီးတန့်စားဖို့မှုအဖြစ်ခန့်အပ်ခြင်းခံလိုက်ရပါတော့တယ်။